ရင်ခွင်မှာသက်စင်ရောက်လာတော့ကျဲပြလေးရဲ့တူတရားကြီးကနလင်းအာယုံချိန်တွေ့၍နေမေပေါ်လာခဲ့ရင်ဝေးမသွားနဲ့ခွေအိမ်မလေးရဲ့ဆုကိုရောက်နေတယ်မြင်ကျင်သေးတယ်မင်းရဲ့ပြုံးနေရဲ့ဒါလေးကယူနာသက်စွာကြည်များငမ်းမခဲ့ကျိုးတွေကိုဖြတ်မသွားနဲ့ကျေပြလေးရဲ့ငွေပြန်မသွားပါနဲ့တခါတည်းပန်းနေပွင့်လာကြည့်ခြင်းနဲ့ပြင်မနှင်းစလေးတွေရေပြောင်းသွားမပြန်ပါနဲ့ကျေပြလေးရဲ့ညဆိုတာဟာကျေများကခုန်တော့တပင်ကပွဲလာမဆောင်ရတော့မယ်နောက်တစ်ခါဆိုရင်ရင်ထဲရောက်လာခဲ့ချီနှောင်ထားတဲ့ကြိုးလေးရှိရဲ့တံပန်းနေဖွင့်လာကြည့်ခြင်းနဲ့ပြင်မနှင်းစလေးတွေကြီးပြောင်းသွားပြန်မနဲ့ကျေပြလေးရဲ့ညဆိုတာဟာကျေများကခုန်တော့တပင်ကဝဲလာအဆောင်ရတော့မယ်နောက်ခါဆိုရင်ရင်ထဲရောက်လာခဲ့ချီနှောင်ထား